ပြပြီလေနော်ဒါတို့ရဲ့အိစာလေးဒီမှာနော်အိဒီပေါ့နော်နောက်ဘာပေါ်လေးပဲတင်ပြလိုက်တော့မယ်နော်ဒီမှာဒါကတော့တို့ကအခုအခြေခံဒီမှာအခြေခံညီမလေးတွေကဒီပန်းလေးတွေကိုဒီဟာလေးတို့ကြည့်ပြီးတော့ဗောနော်တို့ကအခုမှဒီပန်းလေးပဲရောက်ပြီးတော့ငါတို့ဆွဲမဆွဲနိုင်ပါမလားဟုတ်လားဟုတ်တယ်တကယ်ဟုတ်တယ်ငါဆွဲမဆွဲနိုင်ပါမလားအဲ့လိုမျိုးဖြစ်တယ်ဗောနော်ဒါပေမဲ့မဒီဆွဲမဆွဲနိုင်ပါမလားဆိုပြီးတော့ဒီပန်းလေးအောင်ရောက်လာပြီမလားမသားဒါတို့ဆွဲထားပန်းတို့ညီးနေရမယ်သလားအဲ့ဒါအခြေခံနိုင်ရင်ဘာမဆိုဖြစ်နိုင်တယ်မသားဒါရင်ဆိုတို့ကိုယ်လည်းဆွဲထားဟုတ်တယ်နော်အဲ့ညီမကိုယ်လည်းဆွဲထားနော်အဲ့ပန်းတွေကနေပြီးတော့ဒီလိုပန်းတွေဒီဆွဲနိုင်အောင်မှတင်ပေးမှာယုံလားယုံနော်တစ်ပတ်လာနော်တစ်ပတ်ပါဆိုဒီဟာတိုင်းမလို့လက်ရလေးနော်ပန်းလေးတွေလုံးဝငါဘက်ပန်းအောင်ဆွဲတယ်ဘာလုံးဝလက်စားဆွဲတာနော်အဲ့ဒါအောင်မှဒီချင်းလေးရောက်လာဆိုတော့ဒီဘဲကိုအမခံတင်ပေးတယ်အဲ့ဒါယုံကြည်ရနော်ညီမလေးယုံကြည်ဒီလိုပန်းတွေဒီရောက်လာပြီဆိုတော့ညီမလေးတို့မိုင်းတကယ်ကိုစူးစမ်းပြီးတော့ဒီလို update ဒီလိုမျိုးနောက်ဆုံးပေါ်ထွက်တဲ့ဒီမိုင်းရတင်ပေးမှာအဲ့တော့နော်အဲ့တော့ညီမလေးကဒီသင်တန်းကိုအခုသင်တန်းဘယ်နည်းမြောက်ဖြစ်သွားလဲ9ရက်မြောက်နော်9ရက်မြောက်မှာဒီလိုလက်ရလေးတကယ်ထွက်တယ်နော်ဒါညီမလေးကိုကျင်းနေလားဒါအခြေခံနော်အခြေခံပကြီးပဲနော်ကလေးတွေဆွဲတဲ့ရေစေးလေးနဲ့ဆွဲထားတာနော်ဒီဂျယ်လေးတစ်ခုမှမပါဘူးနော်9ရက်မြောက်မှာဒီလိုပန်းအခြေခံပန်းအမျိုးမျိုးပတ်တန်မျိုးမျိုးပြီးသွားတယ်ရမယ်နော်ဒီနေ့အကွက်ပြောပြပေးမှာအဲ့တော့ညီမလေးကဒီသင်တန်းကိုတိတော့ဘယ်ကနေတည်တာလဲတိတော့ပေါ်ကနေတည်တယ်နော်အော်အဲ့ဒီကနေပြောမှညီမလေးလာအပ်တော့ဟိုမှာ2ရက်လည်း2ရက်လောက်ကြော်ပါ2ရက်ကျော်ပါနော်2ရက်ကျော်ပြီးတော့မှလာပြီးတော့ဟုတ်ပြီအဲ့ဒါဆိုရင်ဆက်ပြီးတော့ဒီတိုင်းလေးကြိုးစားပါမယ်နော်ညီမလေးကလည်းအမခံပြီးတကယ်စစ်တာပြီးတဲ့တင်နော်အဲ့ဒါဒီညီမလေးမိတ်ဆက်ပြီးပါညီမလေးကတက်ပြရလာတယ်ပေါ်ပြီးရနော်ပေါ်ပြီးဝေးရနေတာနော်ဒီနော်ပေါ်ပြီးဝေးရမတို့လည်းပေါ်ပြီးမှမနေရအခုညီမလေးရှိမှရှိရလက်ရတယ်ကောင်ညီမလေးကိုလည်းဆွဲထားရတယ်နော်ဒါအကုန်လုံးနော်ဒါပေမဲ့ပင်ပန်းတယ်လို့ထင်တယ်မလားနည်းနည်းတော့ပင်ပန်းပါပဲဟုတ်တယ်နော်နည်းနည်းလေးဟိုစဆွဲနေတဲ့အချိန်မှာလုံနိုင်ပါမလားထင်ပါပဲเนาะဒါပေမဲ့အခုအခြေခံပကြီးကြီးကျင်းတတ်တယ်လေဟုတ်တယ်เนาะဒီလိုပန်းနေကျင်းတတ်တယ်ဆိုတော့အခုမှအခြေခံပကြီးပဲရှိသေးတယ်ဟုတ်တယ်เนาะဘယ်ကနေသိတာလဲဘယ်ဖြစ်ကြာဟော online class တက်ပြီး ဟော online class တက်ပြီးလောက်တော့ဖန်နေကြလို့အပြင်မှာလာတက်တာအဲ့လိုလားအပြင်လောက်နားလိုက်ပါနဲ့ဒါတင်နေကြံတော့နေဒီဟာပြန်လက်တက်ပြီးသွားရင်လည်းဘာလို့ကိုရွေးချက်ရှိဆိုင်ဖို့ရွေးချက်ရှိเนาะဆိုင်ဖို့ရွေးချက်ရှိရဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်အရေးကြီးတဲ့ကိစ္စမဟုတ်လို့ရှိရင်ခွင့်မယူနဲ့ပြီးတော့လို့ရှိရင်မပြောတဲ့အိမ်စာကိုပြီးအောင်ဆွဲအိမ်စာမပြီးဘူးဆိုရင်မနေ့ပိုင်းစောလာပြီးဆွဲကြည့်ရတယ်ဒီမှာ product ကလည်းဝယ်စရာမလိုဘူးเนาะကိုယ့်ရဲ့အိမ်မှာကိုယ့်ဘာကိုတကယ်လို့လေ့ကျင့်နေလို့ပစ္စည်းလေးတွေဝယ်ချင်တယ်ဆိုလည်းဈေးသက်နဲ့မိုင်းလို့မှာပြီးမယ်ညမယ်เนาะအဲ့ဆိုလို့ရှိရင်ဒီလောက်နဲ့မရက်သွားနဲ့လုံးဝခွင့်မယူဘဲနဲ့အဆုံးပြီးသွားမယ်เนาะဟုတ်ပြီเนาะဘယ်ကနေလဲနေပါတော့တောင်းလာမှာเนาะတောင်းလာမှာဟောအဲ့ဒါညီမလေးကကြာနည်းနည်းတော့ကြာတော့မခွဲချင်ဆိုင်မှာကအပ်တာเนาะညီမလေးကနောက်ကျမှသူဆိုလို့ရှိရင်နည်းနည်းတော့ကြာသွားတယ်ဒီဘက်လောက်တော့ကြာသွားတယ်နည်းမှမရှိသေးဘူး3ရက်เนาะ3ရက်ပဲရှိသေးတယ်3ရက်ကိုမှဒီလိုလက်ရလေးတွေလည်းထွက်တယ်ဆိုတော့မစိုးဘူးပေါ့เนาะအဲ့ဒါပြီးတော့ငါစီလာတဲ့လူတွေကအတိနဲ့တစ်ဖက်လာရှိတယ်တင်းတန်းလူတွေရဲ့တငယ်ချင်းတွေကရှိတယ်သူတက်ပို့ထားတဲ့လက်ရလေးနဲ့အဲ့ဒီလိုရှေ့ဆက်ပြီးသွားကြတယ်เนาะကြိုးစားတော့ကြိုးစားတော့အဲ့ဆိုရင်ဒီနေ့မှလေးအကွက်လေးဆက်เนาะအကွက်ပေါ်မှာပြန်ကွက်လေးဆက်ထူအောင်ပြတာထူပိုးပဲလို့တင်တယ်နော်အဲ့ထူပိုးလေးတစ်ခုပေးမယ်ပကြီးကိုဆွတ်တက်သွားရင်မီးကိုတိသွားတယ်ဒါပေမဲ့လက်မြန်တာမဟုတ်သေးဘူးမလို့ကမသိရင်တင်မယ်တင်ယူလေးလာပြီးတော့အသုံးချရမယ်နော်တင်မယ်တင်ယူပြီးတော့အသုံးချတင်ပြီးတော့ဒီတိုင်းနေမယ်ပြန်ပြီးတော့အသုံးမချဘူးမလို့ဒီတိုင်းပဲဓာတ်လိုပဲတန်ကြီးကြိုက်တော့အဲ့တော့ပြန်အသုံးချပြီးတော့ငါ့ဘက်အခါနဲ့နှစ်ခါဆိုလို့မြန်တယ်နှစ်ခါနဲ့သုံးခါဆိုတော့မြန်ပြီးတော့ပို့တက်ရတာအဲ့လိုမျိုးဖြစ်လာတယ်နော်အဲ့တော့ညီမတို့ဒီတိုင်းလေးကိုလည်းကြည့်ပြီးတော့မြန်အောင်လုပ်လေ့ကျင့်အောင်ပန်းအောင်မှန်သွားပြီနိုင်ရတိုင်းဒီထွက်သွားပြီဒီတိုင်းဆိုပြီးတော့ထွက်သွားဟုတ်တယ်နော်အဲ့တော့ပြန်နေချင်တော့နော်အဲ့ဒီအကွက်လေးစားကြတယ်